ကျမကိုမွေးဖွားတဲ့အချိန်ကလေးကအိုမင်းနေတဲ့အမျိုးသမီးလိုပဲမြင်ရလောက်အောင်ထူးဆန်းစွာရုပ်ရည်ရှိနေခဲ့ပါတယ်။အဲ့ဒါကြောင့်ပဲမိသားစုကကျမကိုကမ်းခြေမှာပစ်ထားခဲ့ကြတယ်။ကံကောင်းစွာပဲတနာကျင်နာတတ်တဲ့အမျိုးသမီးတစ်ယောက်ကကျမကိုလက်ခံမွေးစားခဲ့ပါတယ်။ဒါပေမဲ့ပတ်ဝန်းကျင်ကလူတွေကကျမကိုအမြဲတမ်းမုန်းတီးကြောက်ရွံ့ပြီးမနှံတကောင်လိုပဲဆက်ဆံခဲ့ကြတယ်။ကျမကိုလက်ခံမွေးစားထားတဲ့မိခင်ကိုယ်တော်လူတွေကအထင်သေးကြတယ်။အချိန်တစ်ပြေးပြေးကြာလာတော့ကျမ9နှစ်အရွယ်ရောက်လာခဲ့ပြီးကျောင်းတက်ရပါတော့တယ်ကျောင်းမှာတော့ကျမကိုအတန်းဖော်တွေကနေတိုင်းကဲ့ရဲ့လှောင်ပြောင်ကြတယ်ဒါပေမဲ့ကောင်လေးတစ်ယောက်ကတော့ကျမဘက်ကနေရက်တီကာကွယ်ပေးခဲ့ပါတယ်သူကသူ့အဖေကိုတွေးဖို့ကျမကိုခေါ်သွားမယ်လို့တောင်ပြောခဲ့ပါတယ်အကြောင်းကသူ့အဖေဟာဆရာဝန်တစ်ယောက်ဖြစ်လို့ပါသူ့အဖေကကျမကိုစစ်ဆေးပေးပြီးကျမမှာမွေးရပါယောဂါတွေအများကြီးရှိနေတယ်ဆိုတာကိုတွေ့ရှိခဲ့ပါတယ်ကျမရဲ့ခန္ဓာကိုယ်အလုံးလုံးပုံက80နှစ်အရွယ်လူတစ်ယောက်လိုဖြစ်နေတယ်လို့လည်းပြောခဲ့ပါတယ်ဒါကြောင့်ကျမဟာ12မှကျော်နိုင်ဘူးလို့ဆိုခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကျမရဲ့မွေးစားမိခင်ကကျမကိုအိမ်ပြန်ခေါ်ဖို့ရောက်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကောင်လေးကတော့ကျမတို့ကိုအိမ်မှာအစားစားပြီးမှပြန်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒါပေမဲ့သူ့မိကတော့ကျမတို့ကိုမကြိုဆိုခဲ့ပါဘူး။အိမ်ပြန်ရောက်တဲ့အချိန်မှာကျမစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။သူ့မိကကျမကိုမကြိုက်တာကြောင့်ကျမရဲ့တယောက်ထဲသောမိတ်ဆွေကိုဆုံးရှုံးရမှာကြောက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာမွေးစားမိခင်ကကျမကိုချစ်ချင်းမြတ်တာနဲ့တက်တာအောင်နှစ်သိမ့်ပေးခဲ့ပါတယ်။လူတိုင်းကကျမဟာ12မှကျော်နိုင်ဘူးလို့ထင်နေကြတဲ့အချိန်မှာပဲထူးဆန်းတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်။ကျမဟာတဖြည်းဖြည်းနှုတ်ပြလာခဲ့ပါတယ်။အဲ့ဒီနောက်ကျမနဲ့အဲ့ဒီကောင်လေးဟာအရင်ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်လာခဲ့ကြပါတယ်။ကျမ16နှစ်ရောက်တဲ့အချိန်မှာတော့သူကစေတက္ကသိုလ်ဝင်ခွင့်ရခဲ့ပါတယ်။သူကကျမကိုသူ့ပညာပြီးတဲ့အထိစောင့်ပေးဖို့ပြောခဲ့ပါတယ်။သူကကျမရဲ့ယောဂါကိုကုသပေးမယ်လို့ကတိပေးခဲ့ပါတယ်။နောက်တစ်နေ့မှာသူကကျမကိုအောင်ပွဲကျင်းပပွဲတစ်ခုကိုခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့လှည့်စားတတ်တဲ့မိန်းကလေးတစ်ယောက်ကကျမတို့နှစ်ယောက်ကိုတွေ့ရတာမကျေနပ်ခဲ့ပါဘူး။အကြောင်းကသူမကလည်းအဲ့ဒီကောင်လေးကိုကြိုက်နေခဲ့တာကြောင့်ပါ။ကျမတို့မတတိထားတဲ့အချိန်မှာသူမကအခန်းထဲဝင်ပြီးသူ့ရဲ့ဆေးတက္ကသိုလ်ဝင်ခွင့်စာကိုဖျက်ဆီးလိုက်ပါတယ်ပြီးတော့ကျမကိုအဲ့ဒီစာကိုယူလာပေးဖို့လှည့်စားပြီးတစ်တာကိုသူမစီလက်ပေးခိုင်းခဲ့ပါတယ်ကျမကဘာမှမသိပဲတစ်တာကိုသူ့စီလက်ပေးလိုက်ပါတယ်သူတစ်တာကိုဖွင့်ကြည့်တဲ့အချိန်မှာတော့ဝင်ခွင့်စာကခွဲဖြတ်ထားတာကိုတွေ့ခဲ့ပါတယ်လူတိုင်းကကျမပဲဖျက်လိုက်တယ်လို့ထင်ခဲ့ကြပါတယ်ကျမအလင်းအမြန်ရှင်းပြဖို့စူးစမ်းခဲ့ပေမဲ့သူကတော့မယုံခဲ့ပါဘူးနောက်ဆုံးမှာတော့ကျမစိတ်ကြေကွဲပြီးထွက်သွားရတော့ပါတယ်အဲ့ဒီနေ့ကစပြီးကျမတို့နှစ်ယောက်အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်ကျမမွေးစားမိခင်ကတော့ကျမကိုလှည့်စားခံရတာသိခဲ့ပါတယ်သူကအဲ့ဒီကောင်လေးကိုတွားရှင်းပြဖို့အားပေးခဲ့ပေမဲ့ကျမကတော့ဒီနေရာကိုထားပြီးကိုယ်တိုင်ဘဝအစ်စ်ကိုစတင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒီကောင်လေးကဒီသတင်းကြားပြီးတင်မောစိတ်ကိုအမြန်ပြေးသွားခဲ့ပါတယ်ဒါပေမဲ့ကျမစီးနေတဲ့တင်မောကတော့ထွက်သွားပြီးသားဖြစ်နေခဲ့ပါတယ်မြို့ကိုရောက်ပြီးနောက်မှာတော့ကျမကကလပ်တစ်ခုမှာအလုပ်လုပ်ခဲ့ပြီးအလုပ်ရှင်ရဲ့ယုံကြည်မှုကိုရရှိလာခဲ့ပါတယ်မကြခင်မှာပဲကျမရဲ့စွမ်းရည်တွေကြောင့်ကိုယ်တိုင်တက်တည်ပြနိုင်ခဲ့ပါတယ်6နှစ်ကြာပြီးနောက်ကျမဟာပိုပြီးနှုတ်ပြလာခဲ့ပါတယ်အဲ့ဒီနေ့မှာပဲအလုပ်ရှင်ကအရေးကြီးတဲ့တာဝန်တစ်ခုပေးခဲ့ပါတယ်သူ့ရဲ့မွေးရမြေကိုပြန်သွားပြီးအဲ့ဒီမှာကုမ္ပဏီရဲ့ CEO ဖြစ်တာဝန်ယူပေးဖို့ဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီကောင်လေးကကျမမွေးစားမိခင်ကိုမကြာခဏသွားတွေ့နေခဲ့ပေမဲ့ကျမအကြောင်းသတင်းမရသေးပါဘူးဒီနေ့မှာတော့သူ့မွေးနေ့ဖြစ်ပါတယ်သူကကျမမွေးစားမိခင်ကိုမွေးနေ့ပွဲကိုဖိတ်ခေါ်ခဲ့ပါတယ်လှည့်စားတတ်တဲ့မိန်းကလေးကတော့သူ့ကိုချစ်ကြောင်းဝန်ခံဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့သူကငင်းပယ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကျမအခန်းထဲဝင်လာခဲ့ပါတယ်လူတိုင်းအံ့အားသင့်သွားကြပါတယ်ကျမရဲ့လှပမှုကြောင့်သူတို့အားလုံးစကားမပြောနိုင်အောင်ဖြစ်သွားကြပါတယ်သူကကျမကိုအချိန်ကြာကြာစိုက်ကြည့်နေခဲ့ပါတယ်ဒါပေမဲ့ကျမကိုမတိမှတ်နိုင်ခဲ့ပါဘူး